ဒါကြောင့်စစ်ကောင်စီကအခုသူတို့ဆုံးရှုံးလိုက်ရတဲ့လက်လွတ်လိုက်ရတဲ့အဓိကဒီမှာစကန်ကုန်းကြီးကိုပြန်ရဖို့သူတို့စ조사နိုင်မလားဒီလိုမှမဟုတ်ဘဲနဲ့အာရခတက်တော့ A နဲ့ PDF တပ်ဖွဲ့တွေကဆက်လက်ပြီးတော့သူတို့ရဲ့စကန်ကုန်းတွေဇက်တိုက်သိမ်းပြီးတော့ကဝဆတွေထိထပ်ပြီးချင်းချောင်းနိုင်မလားဆိုတာကတော့တကယ်စိတ်ဝင်စားစရာကောင်းတယ်ပေါ့နော်အဲ့တော့နားတော်နေတဲ့ပြည်သူတွေရောဘလို့တင်လဲပေါ့နော်ကျွန်တော်တို့ကတော့ဒါမျှော်လင့်ပြီးသားပေါ့နော်အာရခတက်တော့ A နဲ့ PDF တပ်ဖွဲ့တွေကိုတကယ်ယုံကြည်တယ်ဆက်လက်ပြီးထိုးစစ်စဉ်တိုက်ခိုက်နိုင်လိမ့်မယ်လို့ဒါယုံကြည်တယ်ပေါ့နော်ပြီးတော့ဒါနိုင်ကန်ဗျူဟာကုန်းရဲ့ဒါရေဒါစကန်ကုန်းမကြီးကိုအာရခတက်တော့ A နဲ့ PDF တပ်ဖွဲ့တွေကအားလုံးနီးပါးတိမ့်ပိုက်လိုက်ပြီးတဲ့နောက်မှာစစ်ကောင်စီဟာဘာတွေဆက်လုပ်နေလဲဆိုတော့ကဘာဆ14သူတို့အကြောက်ဆုံးပေါ့နော်ဒီကဘာဆ14နားကိုရောက်လာမှာအကြောက်ဆုံးဖြစ်တဲ့အတွက်ကဘာဆ14နားမှာခန်းစစ်စကန်အစ်စ်တွေတီဆောက်နေတာတကယ်ခန်းစစ်စကန်အစ်စ်တွေအများကြီးကိုအခိုင်အမာပုံစံမျိုးနဲ့တီဆောက်နေတာဖြစ်တယ်ဆိုပြီးတော့လေဒါသတင်းတွေကသိရတယ်ပေါ့နော်အဲ့တော့ကဘာဆ14နားမှာဒီလိုစကန်တွေတီဆောက်နေတဲ့အပြင်ကမှဒါအမ်ဘဒန်လမ်းစုံကဒါပြင်းဝစစ်စေးဂိတ်ကိုလည်းကာကင်းစကန်အများပြထပ်ပြီးတော့တီဆောက်နေတယ်အင်အားတွေထပ်ပြီးတော့တိုးချဲ့တာမျိုးတွေဒါစုဖွဲ့တာမျိုးတွေလည်းလုပ်နေတယ်ပေါ့နော်အဲ့တော့ဒါပြင်မှာဒါနိုင်ကန်စကန်ကိုပြန်ယူဖို့တော်လိုင်းတက်တွေပိတ်ဆို့ဖြတ်တောက်တဲ့ဂျားကနေပြီးတော့ကပ္ပစ14အတိုင်းသူတို့အင်အားတွေလည်းဆက်ပြီးတော့လွှတ်နေတော့မယ်အဲ့တော့ဒါအာရခတက်တော် A နဲ့ PDF တွေကလည်းဒါနိုင်ကန်ပြွာကုန်းနာကစကားဆရဲ့ခန်းစစ်စကန်တစ်ခုဖြစ်တယ်ပေါ့နော်ကြံနေသေးတဲ့ဒီခမောက်တောင်ဒါခန်းစစ်စကန်ကိုလည်းဆက်ပြီးတော့ပြင်းနေတော့ပေါ့နော်ဒီဥစ္စာသာရသွားပြီဆိုရင်တော့လုံးဝနိုင်ကန်အကုန်လုံးထိန်းချုပ်ပြီးသားဖြစ်သွားမှာပေါ့နော်အာရခတက်တော် A နဲ့ PDF လက်ထဲကိုကြောက်ရောက်သွားမှာဖြစ်တယ်အဲ့တော့အခုလည်းအားလုံးနှိပါရနေပြီးသားပေါ့နော်အဲ့တော့ကျတော့စစ်ကောင်စီဘယ်လိုလုပ်နိုင်မလဲဆိုတဲ့ဟာကိုလည်းကြည့်ကြသေးတာပေါ့လေနော်လက်ရှိစစ်ကောင်စီဟာဒါကပ္ပစနားမှာပေါ့နော်ထပ်ပြီးတော့ခန်းစစ်မြင်းတွေထပ်ပြီးတိဆောက်နေတယ်ဆိုတဲ့ပုံစံမျိုးတွေတော့တွေ့နေရပြီအဲ့ဒါဘာလဲဆိုတော့ဒီနေကန်စကန်ကိုသူတို့ပြန်ပြီးတော့မရယူနိုင်တော့ဘူးဆိုတဲ့အခါကျရင်ဒီခန်းစစ်မြင်းတွေကသူတို့ရဲ့နောက်ထပ်ဒီကပ္ပစတွေကိုကာကွယ်ပေးနိုင်မဲ့တပ်စခန်းတွေလို့သူတို့ယူဆအဲ့ဒါကြောင့်မလို့အဲ့နေရာတွေကိုခန်းစစ်စခန်းတွေတိဆောက်တယ်ပြီးတာနဲ့ပေါ့နော်ဒီကာကင်းစခန်းတွေကိုဗဒန်းတက်တွေကတက်ရင်တွေကအင်အားတွေဖြစ်တင်းနေတယ်ဆိုပြီးတော့လည်းသိရတယ်ပြီးတော့ဒါဖြစ်ကူစစ်ကူစီမံချက်တွေလည်းတေချာပြန်ပြီးရေးဆွဲနေတယ်ဆိုပြီးတော့လည်းသိရတယ်ဟုတ်တယ်ဒီလိုမျိုးကတော့သူတို့တေချာပေါက်လုံးပါပဲရှေ့ပိုင်းမှာလည်းအဲ့လိုလုံး